အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့တော့ကျွန်တော်စိတ်သားမဆလာရဲ့အရွက်ကြော်လေးရဲ့ကြော်စားမှာဖြစ်ပါတယ်ပထမဆုံးပါဝင်ပစ္စည်းတွေဖြစ်တဲ့ဂျင်းကြက်သွန်ဖြူကြက်သွန်ဒီခန်းကျင်ဒီတို့ကိုကျွန်တော်ကြိတ်ဆက်တဲ့ကိုထည့်ပြီးတော့ကြိတ်ပါမယ်ပြီးလို့ရှိရင်တော့ဇီယာလေးတစ်စုံကိုလည်းထည့်ပြီးတော့ကြိတ်ပါမယ်ခင်ဗျာစိတ်သားကိုတော့ကျွန်တော်ညကတည်းကစားစနွင်းနေပြီးတော့တေချာလေးအုပ်ပြီးလေးတတိုင်းမှာထည့်ထားပါတယ်ညီမာဆိုးလို့ပါခုကြိတ်ထားတာလေးတွေလည်းရပြီဆိုတော့ကျွန်တော်စပြီးတော့စီတက်ပါမယ်ခင်ဗျာဘိုးတဲ့ကိုစီရင်ဆုံးထည့်ပါမယ်စီပူလာပြီဆိုရင်တော့ကျွန်တော်ကြိတ်ထားတဲ့နှစ်တွေကိုစပြီးတော့စီတက်ပါမယ်ခင်ဗျာပထမဆုံးအယောင်အနေနဲ့ကျွန်တော်ဆွနွှဲမုံနည်းငယ်ထည့်ပါမယ်ပြီးရင်တော့ကရဝေးရဲ့တကြဘိုးပေါက်ကိုထည့်ပြီးတော့စီးတက်မှာဖြစ်ပါတယ်ခင်ဗျာပြီးရင်တော့ကျွန်တော်ငယ်သီးခွဲချမ်းလေးတစ်စုံထည့်ပါမယ်ဒီချာလေးနှက်ဆက်အောင်မှွေပေးရပါမယ်ဟုတ်မှွေလုပ်ပြီးသွားပြီဆိုတော့ကျွန်တော်ညနှက်ထားတဲ့စိတ်သားတွေကိုထည့်ပြီးတော့လှိမ့်မှာဖြစ်ပါတယ်ခင်ဗျာဒီချာလေးလှိမ့်လို့ပြီးသွားပြီဆိုတော့ကျွန်တော်အရသာအနေနဲ့စားထက်ထည့်ပါခင်ဗျာဒီတော့တည်တည်ချာချာလေးထပ်ပြီးတော့မွေပေးရပါမယ်သူ့မှာပါတဲ့အရည်တွေထွက်လာအောင်ဒီမွေပေးရပါမယ်ခင်ဗျာခုဆိုရင်စီလေးလည်းပြန်လာပြီးရတာလေးလည်းစက်ဝင်နေဖြစ်တဲ့အတွက်ခုရေထည့်ပြီးတော့ကျွန်တော်ဖုံးလေးအုပ်ထားပါမယ်ခင်ဗျာဖုံးလေးအုပ်ထားတာနိုင်ဝက်လောက်ရှိပြီဆိုတော့ဖုံးလေးလက်ပြီးတော့ကျွန်တော်တစ်ချက်လောက်ထပ်ပြီးတော့မှွေပေးပါမယ်ခင်ဗျာအနူးညီအောင်လုပ်ပါခင်ဗျာဖတ်မှာစိတ်သားဟင်းဟိုးလေးတည်ထားပြီးတော့ကျွန်တော်သူနဲ့တွဲဖက်စားဖို့အတွက်ခြံထဲကရရတဲ့ဟင်းနုနယ်ရဲနဲ့ဈေးကဝယ်လာတဲ့စိုးရွက်တို့ကိုကြော်မှာဖြစ်ပါတယ်ခင်ဗျာချက်တောင်ဖြူနီလေးနဲ့စီတက်ပြီးတော့ကြော်မှာဖြစ်ပါတယ်ခုစီထည့်ပြီးသားအိုးတွေကိုကျွန်တော်ချက်တောင်ဖြူနီထည့်ပြီးစီတက်ပါမယ်ဖြူနီလေးနွမ်းသွားပြီဆိုရင်တော့ကျွန်တော်ရွက်တွေထည့်ပါမယ်ခင်ဗျာဒီချာချာလေးလှိမ့်ပေးရပါမယ်ဟိုဘက်ဒီဘက်ရွက်နွမ်းသွားအောင်ဒီချာလေးလှိမ့်ပေးရပါမယ်ခင်ဗျာအရသာအနေနဲ့တော့ကျွန်တော်စားတစ်မျိုးတည်းကိုပဲသုံးထားပါတယ်ခင်ဗျာရွက်ကလေးနွမ်းစာပြုတ်လာပြီဆိုတော့ရေလေးအနည်းငယ်လေးထည့်ပြီးတော့ထပ်ပြီးတော့ကျွန်တော်ကြော်ပါမယ်ခုဆိုရင်ရွက်ကလေးလည်းတော့နော်အရသာလေးလည်းစိတ်ဝင်သွားပါပြီစိတ်သားရင်းဟိုကလည်းတနားရီလောက်တည်ထားတာဖြစ်တဲ့အတွက်ကျွန်တော်နူးမနုစမ်းပါမယ်ခုဆိုရင်တော့စိတ်သားတွေကမြင်ရတဲ့အတိုင်းတော်လေးကိုနူးဤနေပါပြီခင်ဗျာအဲဆိုတော့ကျွန်တော်ရေလေးခမ်းရင်တော့မီးလေးပိတ်ပြီးတော့ကန်ထဲကိုထည့်ပါမယ်ခင်ဗျာအခုဆိုရင်တော့အရန်စားလို့ကောင်းတဲ့စိတ်သားမဆလာဟင်းလေးရရှိတော့ပါပြီခင်ဗျာသူနဲ့တွဲဖက်စားဖို့အတွက်ကိုလည်းဟင်းနုနယ်ရွယ်စုပုတ်ရွက်ကြော်လေးနဲ့ဆိုတော့ကျွန်တော်ဒီနေ့လဲထမင်းစားလို့မယုံမယ်ထင်ပါတယ်ခင်ဗျာအားလုံးပဲအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ